ကဘာပေါ်မှာအန်အောမင်သက်စရာအကောင်းဆုံးအေယာမမိုးမြော့တိုက်ကြီး၃ခုကိုပြပါဆိုရင်အားလုံးကတရုတ်နိုင်ငံမှာပဲတည်ရှိနေကြတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခြုံချင်းမြို့မှာရှိတဲ့ရှန်ဟိုင်းတွင်းတာဝါလို့ခေါ်တဲ့အမွှာမျိုးစင်ကြီးတွေပဲဖြစ်ပါတယ်ဒီအဆောက်အုံကြီးတွေကတာမန်တိုက်တွေမကပဲအမြင့်ပေ922ပေရှိပြီးကမ္ဘာအကြီးဆုံး TV စကွန်ကြီးတွေဖြစ်ဖန်တီးထားတာပါ၎င်းတို့ကိုတိစောက်ဖို့အတွက်ဒေါ်လာ1.5ဘီလီယံအထိကုန်ကျခံခဲ့ရပါတယ်တကယ်ကိုထူးခြားဆန်းပြတာကတော့သူတို့ရဲ့မျိုးပြဆက်ခွင့်စနစ်ပါပဲဒီအမွှာမျိုးစင်နှစ်ခုစလုံးရဲ့အပြင်ဘက်ကိုစတူယန်ပီ9သိန်းကျော်ကျယ်ဝန်းတဲ့အဆင့်မြင့်နည်းပညာသုံး NED တန်စကာကွန်ကရစ်တွေနဲ့ပတ်လည်ဖုံးအုပ်ထားတာဖြစ်ပါတယ်ဒူဘိုင်းကဘတ်ခါလီဖာလိုနေရာမျိုးတွေမှာမိပြပွဲတွေလုံးလည်ရှိကြပေမဲ့ဒီမျိုးစင်ကြီးတွေကတော့စတင်ဒီဇိုင်းဆွဲကလေးက360ဒီဂရီပတ်လည်အဆင့်မြင့် 8D မော်နီတာစကွန်ကြီးတွေအဖြစ်အင်ဂျင်နီယာပိုင်းဆိုင်ရာတည်တည်သက်သက်ဖန်တီးထားတာဖြစ်ပါတယ်ဒါဟာမျိုးပြရဲ့ကောင်းကင်ရံအလဲတက်မှာအေယာမကွင်းညွတ်နေတဲ့ဂျမ်ဘိုထွန်းစခွန်ကြီးနှစ်ခုရှိနေသလိုပါပဲနောက်တစ်ခုကတော့ခြုံချင်းမြို့မှာပဲရှိတဲ့ Crystal Sky Hall ပဲဖြစ်ပါတယ်ဒါကတော့တကယ်ကိုဘီတုကပညာကိုကြွားလုံးထုတ်ထားတဲ့အဆောက်အုံတစ်ခုဖြစ်ပါတယ်၎င်းကိုအလျားလိုက်မိုးမြော့တိုက်လို့လည်းခေါ်ကြပါတယ်ဘာလို့လဲဆိုတော့အခြားအဆောက်အုံ၄ခုရဲ့အမိုးပေါ်မှာကန့်လန့်ဖြတ်တင်ထားတဲ့အေယာမဖန်မြုံကြီးတစ်ခုလို့ဖြစ်နေလို့ပါ DFL City စီမံကိန်းတစ်ခုလုံးအတွက်ကုန်ကျစရိတ်ဟာဒေါ်လာ4.9ဘီလီယံနီးပါးရှိခဲ့ပါတယ်အင်ဂျင်နီယာတွေအနေနဲ့တန်ချိန်12000လန်နဲ့တမ်မဏိကိုတဲ့တိဆောက်ပုံကြီးကိုအမြင့်ပေ800ကျော်ပေါ်အထိလေထဲကိုမြင့်တင်ပြီးတိဆောက်ခဲ့ရတာပါတကယ်လို့သင်ကစွန်စားတာကိုကြိုက်တဲ့သူဆိုရင်တော့ဖန်သားပြင်ရဲ့အစွန်ဘက်ကနေအပြင်ဘက်ကိုဝေယမ်းပစ်လိုက်မဲ့လူနှစ်ယောက်စီးစကိုင်းဒေါ်လန်အဒန်းကြီးလည်းရှိပါသေးတယ်နောက်ဆုံးတစ်ခုကတော့ဝေတန်းအမြင့်ဆုံးချန်ပီယံကြီးဖြစ်တဲ့ရှန်ဟိုင်းတာဝါပဲဖြစ်ပါတယ်ဒါကတော့တရုတ်နိုင်ငံမှာအမြင့်ဆုံးဆောက်အုံဖြစ်ပြီးအမြင့်ပေ2000ကျော်ရှိကတိဆောက်မှုကုန်ကျစရိတ်ဒေါ်လာ1.4ဘီလီယံဝန်းကျင်ရှိခဲ့ပါတယ်ဒီအဆောက်အုံကြီးကတော့တကယ်ကိုပြိုင်ပဲကင်းအမှုပညာလက်ရမွန်ကြီးတစ်ခုပါပဲပြင်းထန်တဲ့လေတံကြောင့်လောက်ခမှုကိုထိန်းသိမ်းနိုင်ဖို့အတွက်အဆောက်အုံတွင်းထဲမှာတန်ချိန်1000လန်နဲ့တမ်မဏိချိန်သီးကြီးတစ်ခုကိုတက်ဆင်ထားပြီး၎င်းကတန်လိုင်းနဲ့ကျင်းနီပြားတွေကိုသုံးကာပို့တိုက်မှုမရှိဘဲဘရိတ်ဖမ်းပေးတဲ့စနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ်ဒါဟာကမ္ဘာပေါ်မှာတစ်ခုတည်းသောစနစ်လည်းဖြစ်ပါတယ်ဒါအပြင်ဒီမျိုးစင်ကြီးဟာတနအီကို46မိုင်နှုန်းအထိပြေးဆွဲနိုင်ပြီးကမ္ဘာအမြန်ဆုံးဓာတ်လေကားအဖြစ်ဂင်းနဲ့ကမ္ဘာစံချိန်ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်